ကြီးဖြစ်လဲတက်တယ်ငြိမ်နေပါလား ဟုတ်တယ်ဒီကပိုင်းကအဆင်ရမပြေဘူးဘာဖြစ်နေမှလည်းမသိဘူးအိမ်မက်တွေကလည်းမကောင်းဘူးလုပ်တွေကလည်း confirm ဖြစ်ခံနေကြမှာပန်းနေနေဖြစ်နေတယ်ဆင်မပြေစိတ်တည်ရှု ဒါဆိုအရင်ရက်ကကိုတငယ်ချင်းတွေကကိုတဲရောဆရာမကြောင့်လည်းမိတ်ဆက်ပေးဘူးလေသူဆိုလို့ရှိရင်ကွာစီးပွားရေးအခြေရေးကောင်တော့အဲ့ဆရာမစီမှာအတိုင်းပဲကိုရောစမ်းကြည့်ချင် မမေးဘူးပါဘူးဆိုတော့လိုမျိုးမေးလည်းမမေးတော့ပြီးတော့ဗာမေးရမှလည်းမသိဘူး ဘာဖြစ်လဲသူတွေတူတူမှမဟုတ်တာဟိုဆရာမကွာကိုတို့မွေးနေ့တို့အသက်တို့အဲ့လိုမျိုးပြောပြလိုက်လို့ရှိရင်ကိုတို့ဖြစ်ချင်တာပြင်ဘူးဗျာဟိုဆရာမသူမြင်တဲ့ဟာရောထပ်ပြောပြမှာပြီးတော့လို့ကိုတို့လည်းတစ်ခါမှမမေးဘူးဆိုတော့အိမ်ဆွေးရန်တေးကြတာပေါ့ဖီးလည်းအရင်မများဘူးဆိုတော့လေ တယောက်ကုန်ပါ တယောက်ကိုမှ2000ခန့်နဲ့ထားမယ်ကိုပြမယ်ဒီမှာကြည့်ကြည့်ဒီမှာဒီဆရာမတဲတော့ပိုင်းမြင်းမြက်ဖြူစင်နဲ့ဘယ်လိုလဲစမ်းကြည့်ကြမှာကိုကင်လိုက်တော့မယ် โอเคလေမေးကြည့်မယ်ဆိုအားလုံးပဲဒီနေ့ကတော့တဲတော့ပိုင်းမြင်းမြက်ဖြူစင်ဆိုရဲတဲတော့ဆရာမစီမှာတဲတော့မိကိုချိန်များလေးတောင်းလို့ပါခင်ဗျာအားလုံးပဲတက်ခဲ့ပေးကြပါအောင်ဗျာ လာပါတားလေးနဲ့သမီးလေးနဲ့ထိုင်ပါ မင်္ဂလာပါဆရာမ မင်္ဂလာပါ ဟုတ်ကဲ့ဆရာမကျွန်တော်တို့ဟိုအရင်ကတော့တစ်ခါမှအဲ့လိုမမေးဘူးဗျ ဟုတ်ကဲ့ပါတော့ အခုကလေဒီရက်ပိုင်းကျွန်တော်တို့အလုပ်ကိစ္စတွေရောတခြားစိတ်နည်းနည်းလေးနေရာလေးရှိရောလေပုံမှန်ဆိုရင်မဖြစ်ဘူးလေကျွန်တော်တို့တော့မှအဲ့လိုပြဿနာလေးနည်းနည်းတက်ရှင်လို့လေးဖြစ်နေလို့ဗျဒီကတော့အခြေရေးပေါ့ ဟုတ်ကဲ့ ကျန်တဲ့စီးပွားရေးလူမှုရေးအဲ့လိုမျိုးလေးပါတေချာလေးကြည့်ပေးပါအောင်ဗျ ဟုတ်ကဲ့ပါတားလေးစစ်ပေးပါမယ်နော် ဟုတ်ကဲ့ဗျဟုတ် တားလေးရဲ့မွေးတက်ကလေးနဲ့နာမည်လေးနဲ့ရေးပေးနော် ဟုတ်ကဲ့ဗျ ရပြီလားမင်းနော် ဟုတ်ကဲ့ဗျ တားလေးရဲ့အခြေခံကိုစစ်ပေးမယ်နော်ကျမဒီမှာတကက်ဒီမှာတကက်ဒီမှာတကက်သုံးကက်အခြေရေးနဲ့ပတ်သက်ရင်နဲ့တားကတဲ့ချစ်တဲ့သူတွေတဲ့ကိုနာမှာဝိုင်းဝိုင်းလည်နေတဲ့ကန်ရှိတယ်တဲ့ဒီလားတားကိုချစ်တဲ့သူတွေအများကြီးပဲတဲ့ဒီလားကိုကလည်းတဲ့သူတို့ကိုပြန်ပြီးတော့ပေါ့နော်ချစ်ခင်စွာနဲ့တဲ့ဒါတွေပြန်ပြီးဆက်ဆံတတ်တယ်ပေါ့နော်တားကကျင်နာတတ်တဲ့သူတစ်ယောက်ဖြစ်တယ်အဲ့တော့ကြတော့ပြဿနာတားအဆရှာတာတွေဖြစ်တတ်တယ်ပေါ့နော်ကိုကစကားနဲ့ကိုကပြဿနာရှာတာတွေပါတယ်ဆိုရင်တားအဆရှာတာဖြစ်တတ်တယ်လောလောဆယ်မှာဟိုစကားများတတ်တယ်ပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့အိမ်မှာပေါ့နော်ပန်းအိုးလှလှလေးလေပန်းအိုးလှလှလေးတအိုးလှူမယ်နောက်ပြီးတော့တောက်တော်ရည်တစ်ခွက်ကိုပေါ့နော်ကတ်မယ်အဲ့ဒါဆိုရင်တော့ဒါအခြေရေးမှာအနောက်ရက်တွေလည်းမရှိတော့ဘူးပြဿနာတက်တာလေးလည်းအဆင်ပြေသွားပါလိမ့်မယ်နော်ဒါလေးနော် ဟုတ်ကဲ့ဆရာမဆောလို့ခုဖြစ်နေရရင်ဆရာမပြောရရင်လည်းလုံးဝကွက်တီပဲဆိုတော့မြောက်တေချာလေးလုံးလိုက်ပါမယ်ရှင်ကျေးဇူးပါ ဒီပါ ကဲဒီနေ့တော့ဆောလို့ကပထမအဆုံးအနေနဲ့တဲတော်လည်းပြေးပြီးသွားပါပြီဆရာမကအရင်လည်းသဘောကောင်းပြီးတော့မျက်နှာလေးကစအေးအေးချမ်းချမ်းနဲ့ပြီးတော့ဟောတာတွေကလည်းတကယ်ကိုမှန်တယ်နော်ကို ဟုတ်ပါတယ်ကျွန်တော်တို့လည်းဆရာမပြောတာလေးတွေကိုတေချာလိုက်လို့ပြီးတော့အဆင်ပြေရဆိုလို့ရှိရင်ကျွန်တော်တို့ဆရာမစီကိုနောက်ခေါက်ထပ်လာခဲ့ပါဦးမယ်အားလုံးလည်းကျွန်တော်တို့လိုမျိုးတဲတော့မေးချင်တယ်ဆိုလို့ရှိရင်တော့အောက်မှာပြထားတဲ့ page မှာဆရာမမေမေချူစင်နဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲတဒါ